ကဲအားလုံးပဲမင်္ဂလာပါเนาะကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုရှိုင်း channel အသစ်ကလေးကနေပြီးတော့ပြန်လည်နှွေးထွေးတာကြိုဆိုလိုက်ပါတယ်เนาะကဲအားဆိုအောင်တော့ကိုတွေမားမင်္ဂလာပါเนาะကျွန်တော်ရဲ့ channel အသစ်ကလေးကို subscribe မနေရသေးဘူးဆိုတော့ကိုတွေမား channel လေးကို subscribe လေးနှိပ်မယ်เนาะပထမကျွန်တော်ရဲ့ channel အကောင့်ဟောင်းဒီเนาะလုံးဝဘန်းကန်ထိသွားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီအကောင့်ကလေးမှာပြန်ပြီးတော့နေ့တိုက်ကလေးကျွန်တော်ပုံမှန်ပြန်နေပေးမယ်เนาะအဲ့ဒါကြောင့်ကျွန်တော်ရဲ့လူသက်လူဟောင်းကိုတွေမားတွေကျွန်တော်တို့တွေးလို့မြင်လို့ချစ်လို့ခင်လို့အားပေးမယ်ဆိုတဲ့ကိုတွေမားတွေဦးလေးတွေအတော်တွေတူတယောက်မှကျန် channel လေးကို subscribe လေးနှိပ်မယ်เนาะဘာကြောင့်နှိပ်ခိုင်းလဲဆိုတော့အရင်ကောက်ကကျွန်တော်ပြန်ဝင်လို့ရမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီကောက်ကိုပဲပြန်သုံးပါမယ်เนาะဒီကောက်ကိုဒါကျွန်တော်ပြန်သုံးပါမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးထားစေချင်တယ်လူသက်လူဟောင်းအကိုတွေမားတွေเนาะကဲအဖွင့်လေးရတော့ပုံမှန်တိုင်းပဲကို31နေပေးခဲ့တယ်ခွန်3ည2ကီရွယ်ကို31ချင်းမှာကဲကိုရီမားတွေ comment မှာပေါက်တီးလေးတွေမှန်ပါเนาะ comment မှာပေါက်တီးလေးတွေမှန်ခဲ့ပါဦးเนาะကျွန်တော်ရဲ့နေ့တိုင်းခဏလေးယုံကြည်နဲ့ live ဆော့နေရဆိုတဲ့ကိုရီမားတွေအဖွင့်နေညနေရတော့လုံးဝအဆင်ပြေသွားပြီเนาะကိုကဲအောင်တော့ကိုရီမားတွေ live ဆော့ပါဆိုတဲ့ကိုရီမားတွေ comment မှာပေါက်တီးလေးတွေမှန်ခဲ့မယ်ဘယ်သူတွေဘယ်လောက်ပို့ရကြလဲဆိုတော့เนาะကဲအတူတူအောင်မဲခံကြတာပေါ့เนาะကဲကိုရီမားတွေ comment မှာပေါက်တီးလေးတွေမှန်မယ်ကျွန်တော်အခုမှမြင်အခုမှတွေ့လို့အားပေးမယ်ဆိုတဲ့အကူတွေမားကြီးလည်းအားလုံးပဲမင်္ဂလာပါဟောနော်ကျွန်တော်အခုမှမြင်အခုမှတွေ့လို့အားပေးမယ်ဆိုတဲ့အကူတွေမားကြီးအားလုံးလည်းမင်္ဂလာပါအားလုံးကူတွေမားကြီး channel လေး subscribe လေးနှိပ်မယ်နော်ကျွန်တော်မမြင်ရမတွေ့ရသေးလို့အရှုံးများနေပါဆိုတဲ့အကူတွေမားကြီးဗီဒီယိုဖိုင် live show လေးကိုပြီးဆုံးနိုင် live ပြီးကြည့်မယ်နော်ဘာကြောင့်လဲဆိုတော့အောင်သောကူတွေမားကြီးတော့ကိုလုံးဝ share ထိထိမိမိဆော့ရမယ်ခဏကွက်လေးကိုကျွန်တော်ကိုရှိုင်းဘက်ကနေပြီးတော့နေ့စဉ်တိုင်းများတင်ပေးမှဖြစ်လို့နော်ဗီဒီယိုဖိုင် live show လေးကိုပြီးဆုံးနိုင် live ပြီးတော့ကြည့်မယ်မနေ့ပြန်နေကုန်မှာဘာတစ်ခွက်ကောင်းနေဆော့မလဲဘယ်ကဏ္ဍဒီအဓိကအားကောင်းနေဘယ်လုံးမိုင်ဒီဘယ်လိုတွဲဆော့မလဲဆိုတော့အောင်တော့ကိုရီမားကြီးကျွန်တော်ဗီဒီယိုဖိုင်ထဲမှာပဲပြောပြပေးမယ်နော်အောင်တော့ကိုရီမားကြီးဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင် live ပြီးတော့ကြည့်မယ်အဖွဲ့ဝင်ထားတဲ့ကိုရီမားကြီးလည်းလုံးဝဆော့ပါဖွဲ့ဝင်ထားတဲ့ကိုရီမားကြီးလည်းဒီနေ့မှတနေ့လာနေဖွင့်ဝင်တဲ့နေ့ပဲရှိသေးတယ်နော်ရုံနီနဲ့ live ပြီးတော့ပတ်တီးလေးဇာတို့လေးပတ်ပြီးတော့ဆော့မယ်ကဲအောင်တော့ကိုရီမားကြီးမင်္ဂလာပါခင်ဗျာအဲ့ဒါဆိုကျွန်တော်တို့မနက်ဖြန်အင်္ဂါနေ့နော်မနက်ဖြန်အင်္ဂါနေ့ကိုသွားလိုက်အောင်ကျွန်တော်တို့23ရက်နေ့6လ2026နော်အင်္ဂါနေ့နေကုန်မှာဘာခဏကွက်လေးနဲ့အဓိကထားပြီးဆော့မလဲဆိုရင်ကဲကျွန်တော်ရဲ့ကိုရီမားတွေဗီဒီယိုဖိုင်လေးထဲမှာတစ်ခါလေးပြောမယ်တစ်ခါလေးပြီးဆုံးနိုင်အောင်လိုက်ပြီးမှတ်မယ်နော်မနက်ဖြန်နေကုန်မှာအဓိကထားပြီးဆော့တဲ့နဲ့ပတ်တီး4-5ပတ်တီးနေကုန်ကပတ်တီး4-5ပတ်တီးကိုကျွန်တော်ရွေးချယ်ပေးထားတယ်4နဲ့ပတ်သက်ပြီးတော့ကဲကိုရီမားတွေဘေးတရားအတိုင်းပဲပတ်တီးမဆော့နိုင်ဘူး0လေးလောက်ပဲလိုက်ဆော့မယ်ဆိုတဲ့ကိုရီမားတွေယူကွက်ကလေး3ကွက်ကိုကျွန်တော်ဘက်ကနေပြီးတော့ဖြစ်နိုင်နေတဲ့ကြားနိုင်တဲ့အကောင်းမွန်ဆုံးရှိတဲ့ခဏလေးကျွန်တော်ရွေးချယ်ပေးထားတယ်နောက်တစ်ချက်လောက်လိုက်မှန်4နဲ့ပတ်သက်ရင်ဘာရှိမလဲဆိုတော့4-2-4-6-4ခွန်နော်4နဲ့ပတ်သက်ရင်4-2-4-6-4ခွန်ကျိုင်းနဲ့တတ်မယ်ဆိုတဲ့ကိုရီမားတွေဆော့နော်ကျိုင်းနဲ့တတ်မယ်ဆိုတဲ့ကိုရီမားတွေဆော့လို့ရတယ်9နဲ့ပတ်သက်ပြီးတော့ဘာရှိဦးမလဲဆိုတော့9-3-5ခွန်9-8 9နဲ့ပတ်သက်ပြီးတော့ကိုရီမားတွေဘာရွေးကွက်ရှိလဲလို့မေးနေကြတဲ့ကိုရီမားတွေတော့9နဲ့ပတ်သက်ရင်9-3-5ခွန်9-8နော်အဓိကဘာကဏ္ဍကွက်ပဲဆော့ကိုရီမားတွေအဓိကအားဖြစ်တော့9ပါတော့ကဏ္ဍ4ပါတော့ကဏ္ဍ4-5နော်အဲ့ဒါလေးကိုအဓိကထားပြီးတော့ကီးမိုင်ပိုင်းနန်ရှိတာပဲဖြစ်ဖြစ်လုံးမိုင်ပိုင်းနန်ရှိတာပဲဖြစ်ဖြစ်4-5 point လေးနဲ့ကတ်ပြီးတော့ဆော့ပါလို့ကျွန်တော်ကိုရှိုင်းရတော့အကြံဉာဏ်ပေးခြင်းတယ်နော်ဘာကဏ္ဍပဲဆော့အဓိကအားပြီးတော့4ပါတော့ကဏ္ဍ5ပါတော့ကဏ္ဍဦးစားပေးပြီးဆော့ပါနော်လုံးဝမနေ့ကနေ့ကောင်မှလုံးဝအားကောင်းသောကဏ္ဍတွေဖြစ်တဲ့တော့အောင်သောကိုရီမားတို့ဒါကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့လာပြီးအကြံပေးတာနော်ကျန်နေတဲ့မယ်ဆိုတဲ့ကိုရီမားတွေယူဆော့ပါနော် channel တစ်ကလေးဖြစ်တဲ့အတွက်အားလုံးတော့ကျွန်တော်လာမေးကြအကောက်ပြရှာမတွေ့တဲ့ကိုရီမားကြီးလည်းမြင်အောင်တွေ့အောင်အောင်တော့ကိုရီမားကြည့်နေတဲ့ကိုရီမားကြီး live လက်မှတ်လေးနဲ့ comment မှာမင်္ဂလာပါလို့တလုံးစီဝင်မှတ်ပေးခဲ့ကြပါဦးနော်ကျွန်တော်ပြောတဲ့ကဏ္ဍလေးတွေကိုလည်း comment လေးမှာချက်လောက်ပြန်မှတ်ပေးခဲ့ပါဦးကဲကျွန်တော်ဒီမှာ Viber channel မေးနေကြတဲ့ကိုရီမားတွေကိုလည်းနော်ကျွန်တော်ဒီရှေ့ရမှာပဲကျွန်တော်ပင်ထုတ်ပေးမယ်ဟိုဟာဘယ်လိုပြောရမလဲ channel ကိုပင်ပြန်ထောက်ပေးမယ်เนาะအခုတော့ကျွန်တော်မထောက်ပေးထားသေးဘူးဘာလို့လဲဆိုတော့ပထမကောက်မှာလည်းအဲ့လိုထောက်ပေးလိုက်လို့ဘန်းခံထားရတာရှိတယ်เนาะအားကြောင့်မို့ channel လေးကိုတော့ကျွန်တော်လောတဲ့ယာယီမှာမထောက်ပေးထားသေးပါဘူးเนาะအကယ်၍ Viber channel လေးမှာ join နေမှာဆိုတဲ့ကိုရီမားတွေကျွန်တော်ရဲ့ဒီ profile မှာအပေါ်ဆုံးမှာဖုန်းနံပါတ်နှလုံးတင်ပေးထားတယ်အဲ့ဒီမှာလာပြီးထားဆက်သွယ်လိုက်ပါအဲ့ဆိုရင်ကျွန်တော်ဘက်ကနေပြောတင်ပေးမယ်เนาะကျွန်တော်ဘက်ကနေ Viber channel လေးထည့်ပေးမယ်ဘာကြောင့်လဲဆိုတော့ကိုရီမားတွေသိရတဲ့အတိုင်းပဲเนาะနေ့တိုင်းကလေးတွေအမြဲတမ်းပေါ့အလွယ်တကူ live ပြီးတော့မယူနိုင်ဘူးအန်နာလိုင်းလေးခက်ခဲလေးရှိလို့မယူနိုင်ဘူးဆိုတဲ့ကိုရီမားတွေတော့ကအဲ့ဒီ Viber channel လေးတွေအကုန်လုံးတော့အကျုံးဝင်တယ်အသုံးဝင်တယ်เนาะအားရမို့လို့ပြောတာ